ပေါ့နော်အဲ့တော့နံပါတ်1ဘာလဲစရှိတယ် social media marketing platform အများကြီးပဲရှိတယ် social media marketing platform ကမ္ဘာမှာကြည့်မယ်ဆိုအများကြီးပဲရှိတယ် Facebook ရှိမယ် TikTok ရှိမယ်ဘာရှိမယ်နောက် Tubla တဲ့နောက်တစ်ခါဘာရှိမလဲ Snapchat တဲ့ဘာရှိသေးလဲ Instagram LinkedIn အများကြီးပဲကြာနေချီပြီးတော့ရှိတယ် social media အဲ့တော့အဲ့ social media marketing platform တွေကိုအသုံးပြုပြီးတော့လုပ်တဲ့အခါမှာ digital marketing လို့ပြောပြီးဆိုရင် social media marketing နဲ့ပတ်သက်တာအကုန်လုံးကိုသိရမယ်အဲ့တော့အဲ့အကုန်လုံးကိုတင်တဲ့တက်မှာသိမယ်ဆိုရင်တော့ digital marketer လုပ်လို့မရတော့အဲ့တော့ကျွန်တော်ဗာလေ့လာရမှာလို့ဆို social media marketing strategy ကိုလေ့လာရမှာ social media marketing ဒီဘယ်လိုလုပ်လဲဆိုတဲ့ strategy လေ့လာမှာ social media marketing အကြောင်းကိုနားလည်လို့ရှိရင် Facebook လည်းရတယ် TikTok လည်းရတယ် Instagram ဘယ်ဟာပဲလာ social media လို့ပြောလိုက်ပြီဆိုအဲ့ကောင်းစရာမှာရှိအားလုံးဒီ report တရားပဲတူတူပဲဒီမှာကျွန်တော်အဲ့ဒါကိုဦးစားပေးပြီးတော့တင်တယ်။ဘာကြောင့်လဲဆိုတော့ Facebook ကိုဦးစားပေးတင်မယ်ဆိုလို့ရှိရင် Facebook platform ကိုမြန်မာနိုင်ငံမှာသုံးလို့မရတော့ပါဘူးလေ။ဘာလို့ကြောင့်လဲ။နောက်တစ်ခါထပ်ပြီးတော့ TikTok အသုံးပြုနေတင်တဲ့ထက်တယ်ဦးမှာအကြိုင်။အဲ့တော့ TikTok ကိုလည်းပိတ်လိုက်ပါပြီတဲ့။နောက်တစ်ခါ Snapchat ပေါ်လာမယ် Snapchat အသုံးပြုနေတင်တဲ့ဆိုထပ်ဖွင့်ကြအောင်။အဲ့တော့ကျွန်တော်က diploma တန်းတက်တာကျွန်တော်တို့ကအကုန်လုံးကိုခြုံငုံပြီးတော့ social media marketing လို့လေ့လာလိုက်ပြီဆိုပြီးသွားပြီ။ရမယ်နော်။ဒါပေမဲ့ဘာဖြစ်နိုင်လဲဆိုတော့မတူညီတာတော့ပါမှာပေါ့လေ။အခုကျွန်တော် TikTok ရဲ့ interface နဲ့ TikTok ရဲ့မြင်တဲ့ပုံစံနဲ့ Facebook ရဲ့မြင်တဲ့ပုံစံတော့မတူဘူးပေါ့။ဒါပေမဲ့အခြေခံသဘောတရားအားလုံးဒီအတူတူပဲ။ဒါနံပါတ်1တစ်ခု social media marketing ကြောင့်လေ့လာမယ်။ဒီမှာတော့ကျွန်တော်တို့ဘာတွေလေ့လာကြမလဲဆိုတော့ကျွန်တော်တို့ Facebook တွေလေ့လာကြမယ်။ပြီးတော့ကျွန်တော် LinkedIn တွေလေ့လာကြမယ်ပေါ့နော်။အဲ့တော့ TikTok ကတော့ကျွန်တော်အချိန်ရခဲ့တယ်ဆိုတော့ကျွန်တော် TikTok လည်းကြည့်မယ်ပေါ့နော်။အဲ့တော့ TikTok လည်းလေ့လာမယ်။ TikTok media ဘိုင်းလည်းကျွန်တော်ဒီမှာတစ်ခါလေးပြပေးမယ်ဒီကောင်နော်။တစ်ခါလေးပြပေးမယ်အဲ့ဒါတင်တဲ့သီးသန့်တက်ဆရာမလို့ကျွန်တော်ဘာလို့ social media Facebook အကြောင်းနားလဲကျွန်တော်အားလုံးနားလဲသွားပြီတူတူပဲ Begin your future with ATBC.